အားလုံးပဲမင်္ဂလာပါဘာဆလန်အမန်နေကြိုဆိုပါရစေညီကိုတို့ကျွန်တော်ဘာစီလိုနာအသင်းရတော့2025ပြီးလို့အခု2026စအမှာတော့ကျွန်တော်တို့ရဲ့ပွဲထွက်အနေနဲ့အက်စပန်ညိုအသင်းနဲ့ကျွန်တော်တို့ကက်တလန်ဒါဘီရှင်မြန်ကစားမှာဖြစ်တဲ့အက်စပန်ညိုရဲ့အင်ကွင်းမှာတွားရောက်ရှင်မြန်ကစားမှာဖြစ်တဲ့ဆိုတော့ဘာစီလိုနာအနေနဲ့အခုပွဲရတော့ပွဲရဲ့ရှောင်းတဲ့ပွဲမဟုတ်ဘူးအထူးသဖြင့်ကျွန်တော်တို့ tension နဲ့အရင်မြင့်နေတယ်ပေါ့နော်ဒီအက်စပန်ညိုကဂိုးသမားကျွန်တော်တို့ရိုဟန်ဂါစီယာအနေနဲ့ဘာစီလိုနာကိုပြောင်းရွှေ့လာတဲ့အတွက်ကြောင့်အက်စပန်ညိုပရိသတ်တွေအနေနဲ့ဒီရိုဟန်ဂါစီယာကိုပေါ့နော်ကျွန်တော်တို့မကျင်တတ်ဘူးပေါ့ကျွန်တော်တို့ဂိုးသမားဖန်တဲ့နေရာတွေမှာတော့မှသူတို့တွေအနေနဲ့ပေါ့နော်ဒီပိုက်တွေကာထားတဲ့အနေထားတွေဒီသူ့ပေါ့နော်ပြစ်ပေါက်လို့မရအောင်အဲ့လိုအနေထားတွေအထိလောက်ထားမယ်လို့အက်စပန်ညိုဘက်ကဖော်ပြထားရပေါ့နော်သတင်းတွေအရဆိုတော့အဲ့လိုမျိုးပေါက်ရှင်ရလဲသူတို့အနေနဲ့ဒိုင်ကိုတွေရက်ခံမှာဆိုတော့လေဘာစီလိုနာအနေနဲ့ပွဲစဉ်19ဖြစ်တွားရောက်ရှင်ကစားမှာဖြစ်တဲ့ဒီအက်စပန်ညိုကတော့ဒီလာလီဂါမှာခုနှစ်မှာတော့ရှေ့စွားနေတဲ့အသင်းပေါ့နော်ခုလာလီဂါနောက်ဆုံး9ပွဲမှာဆိုလဲတပွဲမှမရှုံးသေးဘူးဟိုနေ့တော့သူတို့ကန်ခဲ့တဲ့ပွဲမှာဆိုရင်လဲဗီဗာအိုအသင်းကို2-1နဲ့အနိုင်ရရှိခဲ့တယ်ပေါ့နော်အက်စပန်ညိုကအင်ကွင်းဆန်းဆောင်ရင်လည်းမဆိုးဘူးအခုရာသီမှာသူကခန်းစစ်ပိုင်းကလည်းတော်တော်အားကောင်းတဲ့အသင်းထဲမှာပါဝင်တယ်ဘာစီလိုနာအနေနဲ့အက်စပန်ညိုနဲ့တွေ့နေပြီကက်တလန်ဒါဘီဘာစီလိုနာကတော့ကျွန်တော်တို့အဆင့်1နေရာမှာပဲဆက်လက်ရပ်တည်နေတယ်သွင်းကို52ကိုပေးကိုကျွန်တော်တို့20အထိပေးထားရပေါ့နော်အဆင့်1 46မှတ်နဲ့အဆင့်1နေရာမှာအက်စပန်ညိုကတော့သူအဆင့်5နေရာမှာပေါ့နော်သွင်းကို22ကိုပေးကို18ကိုနဲ့သူကတော့အဆင့်5နေရာမှာသူကရပ်တည်နေတယ်ပေါ့နော်ဆိုတော့ဒီအသင်းနှစ်သင်းဟာကက်တလန်ဒါဘီဖြစ်တဲ့အတွက်ကြောင့်ပွဲကတော့အကျိတ်နဲ့ဖြစ်လာမယ်သူကမနစ်တုန်းကတော့ကျွန်တော်တို့အက်စပန်ညိုကိုကျွန်တော်တို့အနေနဲ့ပေါ့နော်နှစ်ကြော်စလုံးမှာ3-1-2-0ဆိုတဲ့ရလနဲ့ပြပြတသားပဲအနိုင်ရရှိခဲ့တယ်အခုနှစ်မှာတော့ဘယ်လိုလာမလဲပေါ့နော်ကျွန်တော်ပထမဘလာရီယာနဲ့ကန်တော့ကလည်းဒီလိုပဲဘလာရီယာကလည်း9ဇက်တိုက်လောက်ကိုသူကရှုံးမမရှိတဲ့အသင်းဘာစီလိုနာနဲ့အတွေ့မှာလည်းသူလည်းရှုံးမတွေ့သွားခဲ့တယ်ပေါ့နော်ဆိုတော့အသင်းပွဲမှာလည်းကျွန်တော်တို့ဘာစီလိုနာအနေနဲ့တချို့ဒီ clear shot တွေကိုတဲမဲ့အနေနဲ့တေချာအသုံးမချနိုင်လို့ဘာစီလိုနာအနေနဲ့လည်းတက်တာရခဲ့တယ်လို့ပြောရမှာပေါ့နော်စိတ်ဝင်စားဖို့ကောင်းတာတစ်ချက်ကဘာစီလိုနာကဘောလုံးကိုကင်ပြီးတော့ high pressing ဆော့တယ်ပေါ့အက်စပန်ညိုကအဲ့လိုမျိုးဆော့တဲ့အသင်းတွေဆိုသူကအကြိုက်ပဲဘာလို့ဆိုတော့သူကဒီ ball position အရန်ကင်တဲ့အသင်းမဟုတ်ဘူးအခုရာသီမှာပေါ့နော်ဆိုတော့စုစုပေါင်းသူရဲ့40ရာခိုင်နှုန်းလောက်ပဲရှိမယ်ပေါ့နော်စုစုပေါင်း ball position ကင်ထားတဲ့ဒီပြမျှပေါ့နော်သူရဲ့ position rate ကဆိုတော့သူက position မကင်ထားဘူးသူကပိတ်ဆော့မယ်ပိတ်ဆော့တဲ့အနေထားမှာ defensive ကို solid ဖြစ်အောင်ဆော့ပြီးတော့ counter ချောင်းဆော့တဲ့အထူးသဖြင့် quick transition နဲ့အရန်ကောင်းတဲ့ long ball တွေ cross ball တွေဒီချိန်ချောက်နိုင်တယ်ပေါ့နော်နေပြီး winger တွေကနေပြီးတော့တစ်ဆင့်ဘာစီလိုနာရဲ့ highline နဲ့သူတို့ရဲ့ဒီကွက်ကောင်တာနဲ့လည်းအရန်အောင်ကြည့်ကောင်းမှပွဲဖြစ်တယ်ကျွန်တော်ဘာစီလိုနာလည်းနဲ့ဒီနေ့ပွဲမှာပဲကစားသမားတွေပြန်လဲပါဝင်လာမလဲတစ်ချက်ကြည့်ကြည့်အောင်ပက်ဒရီကတော့ပြန်လဲပါဝင်လာနေပြီဖြစ်တယ်ပက်ဒရီကတော့ကျွန်တော်တို့အနေနဲ့အသင်းနဲ့ပြန်လဲပူးပေါင်းပါဝင်နေပြီဖြစ်တယ်ဆိုတော့ဒါပေမဲ့လည်းကျွန်တော်အနေနဲ့ကတော့ဒီနေ့မှာတော့ first line တဲ့နေရာမှာတော့ပက်ဒရီအနေနဲ့ပါဝင်လာမယ်လို့မထင်သေးဘူးပေါ့နော်ဆိုတော့ဘာစီလိုနာရဲ့လိုင်းရဲ့17ရက်ကိုတစ်ချက်လောက်ကြည့်ကြည့်ရမယ်ဆိုရင်တော့ကျွန်တော်ကတော့ဂိုးသမားရိုဟန်ဂါစီယာ LB နဲ့ RB မှာနော်ဟူလက်စ်ကိုတွေနဲ့အလန်ဒိုဘယ်တွေပေါ့နော်ဒီရှေ့စွားနေတဲ့ CB 2ယောက်အခုရာသီမှာပေါ့နော်အခုနောက်ပိုင်းအတွက်ပဲမိနေတယ်ဂျရက်မာတင်နဲ့ခူပါစီနဲ့ပြန်ပါဝင်လာမယ်ကွက်လက်မှာတော့ Frankie De Jong နဲ့ကျွန်တော်တို့ Eric Garcia နဲ့ကိုတွဲပေးပြီးတော့ attacking midfield မှာတော့ကျွန်တော်တို့ထင်ရတော့ Fermin Lopez ပါဝင်လာမယ်လို့ယူဆရပေါ့နော်ဒီနေ့ပွဲမှာတော့ first line နဲ့မှာနောက်ပြီး Rafinha ကို left winger လက်မရမယ်ရတော့ဟိုနေ့တော့နည်းနည်းတိတ်အဆင်မပြေဘူးလို့မာဆယ်လေးတွေတိတ်ပြီးတော့အဆင်ပြေဘူးလို့သတင်းကြားထားရမယ်လဲကူ training မှာပါဝင်လာတယ်ဆိုတော့သူကတော့ first line နဲ့မှာပါဝင်လာမယ်တိုက်စစ်ကိုကတော့ Fernando Torres နဲ့ပဲဥဆောင်လာမယ်လို့ယူဆရပါတော့ပြန်မဲ့ကတော့ 4-2-3-1 3-2-4-1 ဆိုတော့အမျိုးမျိုးပြောင်းလဲပြီးတော့သူကတော့တိုက်တယ်ပေါ့နော်ဆိုတော့ကလန်လာဒါဘီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ဘာစီလိုနာအနေနဲ့အဝေးကွင်းဖြစ်သည့်တိုင်အောင်အစပန်ညိုကိုတော့ပေါ်တည်တွက်လို့တော့မရဘူးပေါ့နော်အစပန်ညိုကသူကကောင်တာချောင်းဆော့မယ်ဘာစီလိုနာရဲ့ highline ကိုကြောက်ဖြတ်ပြနိုင်ခဲ့ရင်တော့ဒီဘာစီလိုနာနဲ့ရုန်းကန်သွားနိုင်တယ်ပေါ့နော်2026မှာဘာစီလိုနာအနေနဲ့ပထမဆုံးနိုင်ပွဲရယူနိုင်မလားဆိုတော့အက်စပန်ညိုကပဲသူ9ပွဲဆက်ရှုံးပွဲမရှိဘူးသူ6ပွဲဆက်ရှုံးပွဲမရှိအနေနဲ့ပြန်ပြီးတော့ပြောင်းလဲသွားမလားပေါ့နော်ဘာစီလိုနာကိုသူအင်ကွင်းမှာအနိုင်ယူသွားမလားစောင့်ကြည့်ခြင်းစရာပဲကျွန်တော်အနေနဲ့ကတော့ဘာစီလိုနာကတော့ဒီပွဲပြီးရင်လည်းသူစူပါကိုပါကန်ရမယ့်အနေအထားတွေရှိတယ်နောက်ပြီးလည်းဆိုစီတက်နဲ့ကန်ရမယ်ပြီးတော့သူချန်ပီယံလိကန်ရမယ်ဆိုတော့ဒီပွဲကိုသူကတော့အနိုင်ဖြတ်ထားမယ်လို့ပဲယူဆရပေါ့နော်ဘာစီလိုနာအနေနဲ့ဘာစီလိုနာရဲ့တိုက်စစ်အစွမ်းဒီအက်စပန်ညိုရဲ့ခံစစ်အစွမ်းပြီးရင်အက်စပန်ညိုရဲ့quick transition တွေ direct ball တွေကျွန်တော်တို့ပေါ့နော် vertical pass တွေကနေပြီးတော့ဘာစီလိုနာရဲ့ highline နဲ့ရှင်းပြိုင်မယ်ဆိုတော့စိတ်ဝင်စားစရာပဲကက်တလန်ဒါဘီဖြစ်သည့်အကြိမ်အောင်အကျိတ်နဲ့ဖြစ်လာမယ့်ပွဲဖြစ်တယ်ဆိုတော့ညီကိုတို့တကယ်ကိုစောင့်ကြည့်ကြရမယ့်ပွဲပေါ့နော်ကျွန်တော်ဘာစီလိုနာရဲ့ဒီပထမဆုံးပွဲကိုဘာစီလိုနာနဲ့အနိုင်ရရှိမယ်လို့ယူဆတယ်ဆိုတော့ညီကိုတွေရောက်ပါတယ်ညီကိုတို့ရဲ့အမြင်လေးကိုလည်းကိုမမှန်ဝင်ရမှတ်ရှစ်ပေးသွားကြပါအောင်ဘယ်နှဂိုးလောက်ဘာစီလိုနာအနေနဲ့အနိုင်ရရှိမယ်လဲပေါ့နော်